OK ဒီနေ့ကကျွန်တော်ဒီတနင်္ဂနွေနေ့ကျောင်းပေးရက်ပို့လက်မောင်းလာလဲတဲ့ညီလေးနှစ်ယောက်ပေါ့နော်ဆိုတော့ညီလေးရေမိတ်ဆက်ပြလိုက်ပါနော်နာမည်ကညီလေးနာမည်က ဝေးဆိုင်ဝင်တာပါဗျအသက်ကရော ဝေးတက်က21ပါဗျ21 kg ဝေး62 kg ပါဗျ62 kg နော် ဟုတ်ကဲ့အရင်လက်မောင်းလဲဘူးလားကိုနေလဲဝေးဗျလဲတော့လဲဘူးရနော် ဟုတ်ကဲ့ပြိုင်ပွဲကြီးတွေပါရောဝင်လဲမလဲဘူးတဲ့ပြိုင်ပွဲကြီးရောကိုနေတော့ပြိုင်ပွဲကြီးတော့မလို့အရှင်းနေပါရောဝင်လဲဝေးဗျဟုတ်ကဲ့မန်လေးကလှုပ်တဲ့ပွဲလေးတော့ဝင်လဲဘူးရနော်ဟုတ်ကဲ့လာတာပဲနေရလိမ့်စာပဲရလားဝေးကြောက်ရပါဗျကြောက်ဆယ်ဘက်ကလာနော်ဘာလဲနည်းနည်းတော့ဝေးတာပေါ့ဟုတ်ကဲ့အဲ့ဆိုရင်ညီလေးတစ်ချက်မိတ်ဆက်ပြီးတော့နာမည်လေးကျွန်တော်နာမည်ငင်းငင်းပါကိုငင်းငင်းအသက်ကရောနေ22ပါကို22 kg kg 53ကို53နေရလိမ့်စာပဲဘယ်ရလားကျွန်တော်အောင်မလေးဘက်ကကိုအောင်မလေးဒီဘက်နဲ့တော့နည်းနည်းတော့နေရနော်ဟုတ်ကဲစမယ်အဲ့ဆိုရင်ကျွန်တော် first of 3လဲမယ်ပေါ့နော်แล้วก็เวลเดสามมั้ย ready go จ่ามาใช่มั้ยสามมั้ย ready go ကြာပြီဝမ်းတစ်ချက်ဆောရာစမ်းမယ် ready go ကြာတယ် okay